ကလေးတွေကြောင့်ပေးရဆိုတော့မိသားစုလိုက်ပကံဖျားဖို့ခီစင်ကိုလိုက်ပို့ပေးဖြစ်ပါတယ်ရန်ကုန်ကနေမနက်9 နာရီလောက်ကတည်းကထွက်လာခဲ့တာပါဒါတော့ကျမတို့တင်းမဲ့ပကံမှာရှိတဲ့ Heritage Hotel ကိုရောက်ရှိနေပါပြီဟိုတယ်ကြီးအရန်ကိုကြည်လွန်းလို့ကိုတင်းမဲ့အခန်းကိုဒီလိုဘက်ကီလေးနဲ့လိုက်ပို့ပေးပါတယ်ရောက်သွားတဲ့ချိန်က New Year ညဖြစ်တာကြောင့်ဟိုတယ်မှာ New Year Night Party Dinner ပွဲတွေရှိပါတယ်Heritage Hotel ကအရန်ကိုကျေဝန်းပြီးတော့တကယ်ကိုပကံရောက်နေတဲ့ vibe ကိုရပါတယ်။ Hotel အဆောက်အဦလေးတွေကိုပကံဒေသကအဆောက်အဦတွေတိုင်းဆောက်လုပ်ထားရတဲ့ကြောင့်မလို့နေရတဲ့သူတွေတကတကယ်ပကံ vibe ကိုရစေပါတယ်။ကျမတို့မိသားစုတည်ခဲ့တဲ့ Hotel အခန်းလေးကိုလိုက်ပြပေးပါမယ်နော်။ဟိုတယ်ခန်းလေးကအရန်ကို luxury ဆန်ပြီးတော့အပြင်မှာ veranda လေးလည်းပါတာကြောင့်ဟိုတယ်ရဲ့ရှုခင်းကိုလည်းတည်တည်ချာချာလေးမြင်နေရပါတယ်။ကလေးတွေကလည်းမျိုးပြမှာပဲနေရတော့ဒီလိုမျိုးခရီးတွေသွားရင်လည်းအညာဒေသရဲ့ခံစားမှုလေးရစီတော့ဒါတစ်မျိုးစမ်းစီတာပေါ့နော်။ဒါကတော့ဇန္နာလေးရဲ့ညီ Everett ပဲဖြစ်ပါတယ်။ကဲဖျားစားဖို့ကြမယ်နော်။我在根本没聊的。看哪里背着，看那哪里背着。你马里朗在现在哇。တော်ရတယ်နော်မဟုတ်ဒီမှာတားကိုစိတ်ကြတော့ယာနုယာကလေးတို့တဲ့လေမင်းဆိုးရာစာတွေနဲ့ဆက်ဆက်စကားပြောရမှာအောင်မြင်တဲ့ယောဂပြီးညနေခင်းပကံမှာဆိုလို့ရှိရင်ဇီးရဲ့အကျော်ဆိုင်ကအရန်ကိုနေမိကြည့်ပါတယ်ဇီးရဲ့အကျော်ဆိုင်လေးကရွှေစံတော်ဘုရားနာမှာဖွင့်လှစ်ထားတာပါပကံရောက်တဲ့သူတိုင်းသွားစားကြည့်တင်ပါတယ်ရှင်နောက်နေ့မနေ့ဖျားစာဖို့ပြန်ထွက်ပါပြီရှင်
မမြင်းလဲစီးတယ်မနားတာတာပစ္စည်းလေးမိန်းကလေးတွေကနွားလဲစီးတယ်မြင်းလဲစစ်တီတော့လေကျက်စစ်သားတွေစစ်သားတွေဒီနန်း 对了，咱俩 နန်းဝင်နန်းစားနဲ့တာဒီမြရလာရှိ ဒါဒီမလာကြည့်လေဒါဒီမလာကြည့် ဟိုကြည့်မှတော့ရှက်ဝမယ် 啊，我这边